hadith တော်မှာလာရှိတယ်အာဇန်နဲ့အကာမတ်ကြာမှာတောင်းတဲ့သူအားအလ္လာဟ်ရှင်မြတ်သခင်နော်ဘရောမှာညင်းမှာမဟုတ်ဘူးလေးစားအတဲမိတ်ဆွေညီနောင်များခင်များနောက်တစ်ချက်ကဘာလဲဆိုတော့အာဇန်ပြီးတယ်ဆိုတဲ့ကိစ္စကိုကျွန်တော်တို့ကဒီဘက်ခင်မှာအင်မတန်မှကိုပဲပေါ့တီးတီးတတ်မှတ်လိုက်ကြနော်တချို့ကအာဇန်ပြီးတယ်ဆိုတာငါတို့လိုအစင်းနဲ့လောက်ရမယ်အလုံးမဟုတ်ပါဘူးကွာလို့တော့နောင်ဇူဘီလာဒီလိုတွေးတဲ့သူတော်မှရှိတယ်အမှန်တကယ်တော့အာဇန်ပြီးတယ်ဆိုတဲ့ကိစ္စကတိတ်ကြီးကျယ်တဲ့အလုံးဟာဒီသ်တော်မှာလာရှိတယ်ဟဇရတ်အဘူဟူရိုင်ရာသခင်ဆင့်ပြန်တယ်လူတွေဟာအာဇန်ပြီးတဲ့ကိစ္စနဲ့နမတ်ဖတ်တဲ့အခါမှာရှေ့ဆုံးလိုင်းမှာဖတ်တဲ့ကိစ္စအဲ့ဒီနှစ်ခုရဲ့အကျိုးကိုသိသွားရင်နော်လူလွန်အားကြီးလို့နောက်ဆုံးပလီတွေမှာမဲပုံထားပြီးမဲနှိုက်ကလေးနော်ဒီနေ့ဘသူအလဲအာဇန်လာပေးပါဘသူဟာပထမဦးဆုံးလိုင်းမှာဖတ်ပါအခုကမသိကြမသိတော့အာဇန်လဲဘသူပေးပါဆိုဘသူမှမပေးချင်နော်ဒီတိုင်းပဲဆဖီအဝလ်ရဖို့ရှေ့ဆုံးလိုင်းမှာဖတ်ခွင့်ရဖို့လဲဘသူမှနော်ဟာဒီသ်တော်တယောက်မှာဒီလောက်တောင်လာရှိတယ်အာဇန်ကအကျိုးကျေးဇူးကိုသိသွားပြီဆိုလို့ရှိရင်လူတွေအာဇန်ပေးဖို့လူရင်းနဲ့ဓာဆွဲကြလိမ့်မယ်တဲ့နော်အဲ့ဒီလောက်အာဇန်ပေးတဲ့အကျိုးကျေးဇူးအင်မတန်မှကိုပဲများတယ်နော်ဟာဒီသ်တော်တရားမှာလာရှိတယ်နော်မူအဒင်အာဇန်ပေးလိုက်တယ်အဲ့ဒီအာဇန်ရဲ့အတန်ဘေးအထိရောက်သွားလေနော်သက်ရှိတတ်မဲ့အားလုံးကအဲ့ဒီမူအဒင်ကမဂ်ဖီရတ်အတွက်တူတောင်းပေးမယ်ဒီတိုင်းပဲနော်အာဇန်မူအဒင်ပေးလိုက်တယ်အဲ့ဒီအာဇန်တန်ဘေးအထိရောက်သွားလေနော်အာဇန်တန်ကိုကြားလိုက်ရတဲ့လူတွေကတရိษံတွေကကြောက်တုံးကြောက်ခဲတွေက အပင်တွေကမနက်ဖြန်ကီယာမတ်နေ့ကျရင်အဲ့ဒီမူအဒင်အတွက်တတ်တည်ထူပေးမယ်ဒီမူအဒင်အီမန်ရှင်ပါယာအလ္လာဟ်ဆိုပြီးတော့သူတို့တွေအားလုံးမူအဒင်နဲ့ဘက်ကနေပြီးတော့တတ်တည်ထူပေးမယ်အဲ့ဒီလောက်ကြီးကျယ်တဲ့အာဇန်ကဖဇီလတ်ရှိတယ်အာဇန်ဆိုတာကျွန်တော်တို့မှတ်ထားပါမူအဒင်မှပေးတတ်ရမယ်ကိစ္စမဟုတ်ဘူးအာဇန်လူတိုင်းပေးတတ်ကဒီနေ့အများကြီးနေရာတွေမှာဝမ်းနေဖို့ကောင်းတယ်အိမ်မှာခလေးမွေးလာပြီးမွေးကင်းတဲ့ခလေးကိုရှရီအတ်ကပြောတယ်ခလေးမွေးလာခြင်းခလေးရဲ့ညာဘက်နာမှာအာဇန်ပေးဘယ်ဘက်နာမှာအကာမတ်ဆိုအဲ့ဒါကရှရီအတ်ကပြောတယ်ဘာကြောင့်လဲခလေးကိုအခုဒုနီယာကိုရောက်ချင်းအလ္လာဟ်ရဲ့ကြီးကျယ်မှုတွေခလေးရဲ့နားတွေသွင်းပေးရမယ်အလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်နဲ့မိတ်ဆက်ပေးရမယ်ဒါပေမဲ့အများကြီးနေရာတွေမှာဘာဖြစ်လဲနော်မူအဒင်ကိုခေါ်လို့မရသေးလို့တပတ်ကျော်သွားပြီးနားတဲ့အာဇန်မပေးရသေးဘူးနော်ပလီစီယာကိုခေါ်လို့မရသေးလို့ခလေးကမွေးပြီးလို့တပတ်10ရက်ရောက်နေပြီအခုတည်းအာဇန်အကာမတ်မပေးရသေးဘူးကျွန်တော်အမှန်တကယ်တော့အဲ့ဒါကမူအဇင်ခေါ်ပြီးလုပ်ရမယ်အလုပ်ပလီစီယာခေါ်မှရမယ်အလုပ်မဟုတ်အဲ့ဒါကျွန်တော်တို့ဒီခလေးမှာအဖေမရှိဘူးလားအဲ့ဒီအဖေတိုင်းမှာဒီအရေးချင်းတော့ရှိတဲ့နဲ့နော်အာဇန်ပေးတတ်ကမယ်ကိုယ့်ရဲ့သားလေးကိုယ့်ရဲ့သမီးလေးကိုယ့်ရင်သွေးလေးမွေးလာပြီးအရင်ဆုံးအာဇန်နော်မွေးချင်းမွေးကန်းတွေကထွက်တာနဲ့မွေးကင်းသားခလေးလေးပလီစီယာလာတာမွအဇင်လာတာမဆောင်ပါနဲ့ကိုအရင်ဆုံးသူ့ရဲ့ညာဘက်နာမှာအာဇန်ထိုးလေးပေးလိုက်ဘယ်ဘက်နာမှာအကာမတ်လေးဆိုပေးလိုက်ဘာမှခက်ခဲတဲ့ကိစ္စတခုမဟုတ်လေးစားအတန်မိတ်ဆွေညီနောင်များခင်များပြီးတော့အာဇန်ဆိုတာကနော်လူတိုင်းပေးတတ်ရမယ်အလို့နော်မုမင်မှန်ရင်မွတ်စလမန်မှန်ရင်အားလုံးအာဇန်ပေးတတ်ကနော်အာဇန်ကိုပီတတ်ပေးတတ်ကနော်ဒီတိုင်းပဲမာရှာလာကျွန်တော်တို့ရဲ့နော်ဒီပလီမှာကောတော်တော်များများရန်ကုန်မြို့ရဲ့မြို့ပေါ်ပလီတွေမှာကောအာဇန်နေအင်မတန်မှကောင်းကြပါတယ်နော်အာဇန်တန်နေကောင်းကြဒါပေမဲ့ပလီတိုင်းမှာတော့